လောဘဒေါသမောဟမီတွေကင်းကြီးအောင်မသွေ30ဘုံဝင်နေရပေါင်းချမ်းသာဒုက္ခပြည့်စုံကြစေခလုံးမထီစုမညစ်ပေးကင်းနိုင်ကြစေလောဘဒေါသမောဟမီတွေကင်းကြီးအောင်မသွေ30ဘုံဝင်နေရပေါင်းချမ်းသာဒုက္ခပြည့်စုံကြစေခလုံးမထီစုမညစ်ပေးကင်းနိုင်ကြစေကမစုမြတ်တာပွားကသစ္စာတရားကိုခိုင်မြဲစီတူပေါ်တူခွင့်လို့ရင်းနဲ့တိခဏလေးကောင်းကျိုးလိုရာစန္ဒထာဝရပြည့်စုံကြပါစေဘုဒ္ဓတော်မြတ်တာ